You guys အားလုံးမင်္ဂလာပါကျွန်တော်တို့မောင်ကောင်းမဖြစ်ပါတယ်။ Yeah ကျွန်တော်အခုဘယ်လဲရောက်နေလဲကြည့်လိုက်။ Yeah ဒါကတော့ကျွန်တော်တို့ထွက်တာဘလောက်မှမကြသေးတဲ့ Great Garden 2လဲရောက်နေတာဖြစ်ပါတယ်။ထွက်တာဘလောက်မှမကြသေးဘူးဆိုရင်ပဲဒီ game ကိုကျွန်တော်နာမည်ကြီး YouTuber တွေလဲစော့နေကြပြီပေါ့နော်။ထွက်တာဘလောက်မှမကြသေးဘူးဆိုရင်ပဲဒီ game ကိုစော့တဲ့သူ9သိန်းကျော်တောင်ရှိနေပါပြီ။အဲ့တော့ဒီနေ့ video မှာလဲကျွန်တော်ဒီ game ကိုစော့ပြမယ်ပေါ့နော်။ဒီ game ကိုတော့အရင် Great Garden ရဲ့ admin ဂျန်တဲကပဲတီထွင်တာလာတော့မသိဘူး။ Okay အခုကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ seed shop မှာဒီက carrot seed ဝယ်ရမယ်ပေါ့နော် carrot seed ကတော့တစ်ချက်ပဲတန်တယ် Okay ကဲပြီးတော့ကျွန်တော်တို့ရဲ့ garden မှာ carrot seed ကိုတော့ပြန်စားရပါမယ် Okay ဒါအရင် great garden နဲ့တော့တူတူပဲမှာခြံပုံလေးပြောင်းသွားတယ်အရင်တော့ဆိုခြံအကျယ်ကြီးပေါ့နော်အခုကတော့ခြံအသေးသေးလေးပဲဟဲ့ဘာဖြစ်တာကျွန်တော်ခဏကိုရွှေရင်းနဲ့လက်သွားတယ်ခုန Okay ကဲအခုကျွန်တော်တို့ဒီက carrot seed လေးကိုယူလို့ရပြီလားမသိဘူးလောဆယ်ဘာဖြစ်နေတာစာရွက်နေပေါ်နေရောgo see spawnနဲ့ဘာတော့ဟာဘာဖြစ်တာတော့ဟာ Okay အော်ဒါရောင်းနေနေအားကွာဘာစားလဲနေတော့မသိဘူး Okay အရင်ဆုံးကျွန်တော်ရဲ့ carrot တွေတော့ပြန်ရေးရအောင်မယ် Okay carrot က 0.79 kg Okay ကဲဒီ carrot ရောင်းဘယ်လောက်ရမလဲမသိဘူး Okay ကျွန်တော်ပတ်စံ3ညချက်ကနေပြီးတော့ Okay ဘယ်လောက်ရမလဲဘယ်လောက်ရမလဲအိုး9ချက်ဖြစ်သွားပါပြီကျွန်တော်ဒီ game နဲ့ဝင်ကျွန်တော်တစ်ချက်နဲ့ carrot ကိုတစ်ချက်နဲ့ဝယ်ထားတဲ့ carrot ပြန်ရောင်းတော့9ချက်ရပါပြီ Okay အဲ့တော့ကျွန်တော် carrot 9ခုထပ်ဝယ်ပြီးတော့ဒီလိုပဲပွားကြရအောင် Okay let's go ကဲ carrot တွေဝယ်ဒါနဲ့တင်ကျွန်တော်ရဲ့ video လေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ like လုပ်ပြီး channel လေး subscribe လုပ်တယ် subscribe လုပ်ခဲ့ကြပါ Okay ကဲအခုတော့ကျွန်တော် carrot စေး4စေးဝယ်ခဲ့ပြီ Yeah နောက်တစ်စေးကဝယ်ဖို့မေ့ခဲ့တယ်Okay ကဲဒီမှာကျွန်တော် carrot စေး4စေးကိုစိုက်ပါမယ် let's go Okay ဒီမှာကျွန်တော်ရဲ့ carrot လေးတွေကြီးလာပြီ let's go Okay ကြီးလာပြီကျွန်တော်ဒီကောင်လေးတွေကိုနှုတ်ပြီးတော့သွားရောင်းကြပါမယ်ဟဲအောင် heavy တွေပဲကွာဒါပေမဲ့ 1.58 kg နောက်တစ်ခုကလည်း 1.58 kg နောက်ဆုံးတစ်ခုက 0.76 kg Okay ဘယ်လောက်ရမလဲမသိဘူး Okay အဲ့တော့ကျွန်တော်ရဲ့ carrot လေးတွေကိုရောင်းလိုက်မယ် Okay ဘယ်လောက်ရမလဲ Let's go 109ကျပ် Oh my god မှာကျွန်တော် friend တယောက်ကသူ့ရဲ့wall ရဲ့ join ကိုပြောနေကျွန်တော် join လိုက်မယ်နော်သူ့ရဲ့ server ပြောတော့ sorry Okay ဟာရံဘယ်လိုဖြစ်သွားရည်တော့ Okay ကျွန်တော် join လိုက်တာပဲအဲ့အောင်ထည့်နေတယ်ကွာOkay ကျွန်တော်တငယ်ချင်းရဲ့ server လေး join သွားပါပြီ Let's go Okayကဲခုနရတဲ့109ကျပ်နဲ့ကျွန်တော်တို့အစိတ်လေးတော့ဝင်မယ်ပေါ့နော်ကျွန်တော်109ကျပ်နဲ့ဘာအစိတ်တွေရမလဲတိုမာတိုက200 Okay အဲ့တော့ကျွန်တော်40တန်း2ခုဝယ်လိုက်မယ်40တန်း2ခုဆိုတော့80 Okay 29ကျပ်တောင်ပို့သေးတယ်ကဲပြတော့ဒီ40တန်း2ခုဆက်လိုက်ပါမယ် Okay 40တန်း2ခု Okay ဒီမှာသူတို့နောက်မှာ pub လေးတွေလိုက်နေအနောက်မှာယုံလေးတွေပါလေးလိုက်နေပေါ့နော်အဲ့ဒါဘယ်လိုလုပ်လဲမသိဘူးလမ်းနေကွာ Okay ကဲဒီမှာကျွန်တော်အပင်လေးတော့နည်းနည်းပေါက်လာပြီ Okay ဒီမှာဘာကြီးလဲဒါသူကျွန်တော်ပေးရလား let's go banana ကွာbanana 1.73 kg တဲ့ Oh my god 1.75 kg 1.17 kg Let's go ရောင်းလိုက်မယ် banana တွေရောင်းရင်တော့ကျွန်တော်တို့ပတ်စံများရမယ်နဲ့တူတယ် Okay banana ဘယ်လောက်ရမလဲအားရမဟုတ်69ကျပ်ချီးပဲငါအများကြီးရမယ်ထင်လို့69ကျပ်တယ် Okay ဒီမှာကျွန်တော်ပန်းပွင့်လေးတွေရပြီကဲဒီပန်းပွင့်လေးတွေကိုကျွန်တော်တို့ဒီမှာရောင်းတဲ့ဘဲစီမှာသွားရောင်းလိုက်ပါမယ် Okay ဘယ်လောက်ရမလဲ209ကျပ်ဆိုတော့ကျွန်တော်တိုမာတိုဝယ်လို့ရပြီ Let's goတိုမာတို9ကျပ်ပဲကျွန်တော်လေ Okay ကဲတိုမာတိုလေးကိုတော့ကျွန်တော်ဒီနားလေးမှာဆက်လိုက်ပါမယ် Okay ဒီမှာနည်းနည်းကြီးလာပါပြီတိုမာတို Let's go မှာကျွန်တော်တကယ်ချင်းတယောက်ရဲ့ခါတန်းကတော့ရှယ်ကြီးပဲအမပါရမသိသူ့နာမည်နီကိုတဲ့မာရှာကတော့ခုနကကျွန်တော်နဲ့တူစဆော်တာပေါ့နော် Okay ဒီမှာသူကတော့ဆော်တာတစ်ပတ်လောက်ရှိပြီထင်တယ်ဒီမှာနီကိုရဲ့ခါတန်းကတော့ရှယ်ကြီးပါပဲခင်ဗျာမှာဒီပင်နေရောပဲဒါနဲ့ဒီ game update တွေ admin abuse တွေလာလဲကျွန်တော်ဆော်ပြပါမယ်ဘန်ဘူးက900ကွာဘန်ဘူးက900 apple က400နော်ငါအဲ့အစိတွေလည်းဝယ်ရအောင်ငါပတ်စံနေစုရအောင်မယ်super အစိမတ်အစိ legendary အစိတွေရှယ်ကြီးပဲကျွန်တော်မရသေးတဲ့အစိအများကြီးကြံသေးတယ် admin abuse တွေမှာတော့အဲ့ဒါတွေ store လောက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပတ်စံရှိဖို့ကလည်းလိုသေးတယ်ပေါ့နော် Okay
ကဲကျွန်တော်ရဲ့တိုမာတိုအပင်ကတော့အခင်းကျင်သေးရမသိသေးဘူးကျွန်တော်တိုမာတိုတွေတီးလာမှကျွန်တော်ရောင်းစားပြီးတော့တခြားအပယ်တို့ဘန်ဘူးတို့ဝယ်မယ်ပေါ့နော်โอเคကဲအခုကတော့ကျွန်တော်မှာပတ်စံ6ချက်ဆိုတော့ဘာမှလုပ်မရသေးဘူးဘန်ဘူးက rare กว่าကျွန်တော်တို့အခုဝယ်လာတဲ့တိုမာတိုတို့ဘာလို့ကကြတော့ common နေနော်โอเคဒီတယောက်ရဲ့ခါးထဲမှာလည်း blueberry တွေပဲရှိတယ်ဘာမှမရှိဘူးမာရှာရဲ့ခါးထဲမှာโอเคသူကတော့ဒီမှာပန်းပွင့်လေးတွေโอเคကျွန်တော်သူ့စီကပန်းပွင့်လေးတွေတောင်းလိုက်မယ်ပန်းပွင့်โอเคပန်းပွင့်ပေး please I need flower okay I want flower ပြောတာ okay နေအောင် blueberry တောင်းတာမဟုတ်ဘူးပန်းပွင့်ခုနကပန်းပွင့်ရကျွန်တော်ဈေးကောင်းရတယ်ပေါ့နော်ကျွန်တော်လည်းပန်းပွင့်တစ်ခေါက်စိုက်ဘူးလေခုနကပဲ okay ကဲပေးပန်းပွင့်ပေးငါလုံးနေ please okay ဟုတ်တယ်ပန်းပွင့်okay ပန်းပွင့်ပေးဟုတ်တယ် okay မှာရပြီ thank you so much let's go ကျွန်တော်သွားရောင်းမယ် 1.04 kg ဆိုတော့ကျွန်တော်ဘယ်လောက်ရမလဲဝါးရောက်909တော့မှအရောက်909ကျက်တော့ရတယ် let's go ဒါဆိုရင်တော့900ပြည့်လို့ရှိရင်ကဟွာဝယ်လို့ရပြီဘန်ဘူးဝယ်လို့ရပြီကျွန်တော်ဘန်ဘူးဝယ်ကြမယ် let's go okay ဟာ608ကျက်တယ်လောက်ပါအောင်100လုံးနေကျွန်တော်သိငယ်ချင်းစီမှာပဲပန်ပွင့်တော့ထပ်တောင်းအောင်မလားမသိဘူး100လုံးနေငါဘောက်တယ်ဘန်ဘူးက900ဘန်ဘူးက rare နော်ငါကွန်မမရဘူးသေးတယ် okay လာ please ပေးပါအောင် okay အဲ့ဘန်ဘူးငါ့ကိုပေးငါပတ်စံလုံးနေဘန်ဘူးမပေးနဲ့ဘန်ဘူးပေးဘန်ဘူးပေးပါ please let's go bamboo thank you so much let's go ကဲဘန်ဘူးရောင်းမယ်ဘန်ဘူးရောင်းဘယ်လောက်ရမလဲ1500 what the heck okay ဒီမှာဘန်ဘူး okay ဒီမှာကျွန်တော်ဘန်ဘူးဝယ်လိုက်ပါမယ် let's go ကျန်တဲ့800တော့ apple တွေလည်းဝယ်လိုက်မယ် tomato ဝယ်လိုက်ပါမယ် okay tomato ရပါပြီကဲတော့စိုက်မယ်ဝယ်လိုက်တဲ့အစိတော့စိုက်မယ် okay ဘန်ဘူးကိုတော့ငါဒီမှာစိုက်လိုက်မယ်ကဲပြန် apple ဟိုနားလေးမှာဟာရောင်ငါစိုက်မိပါလား okay ဒီမှာ tomato ကဒီမှာokay မဘန်ဘူးကြီးလာပြီ let's go ကဲဒီမှာ tomato လေးတွေရိတ်ပြီးတော့သွားရောင်းလာအောင်မယ်ဟဲ့ tomato လေးတွေရိတ်ပြီးတော့သွားရောင်းလာအောင်မယ်ဟဲ့ okay let's go okay tomato 105လည်းမစိုးပါဘူးဒီမှာကျွန်တော်ရဲ့နီကိုဆိုတော့ကျွန်တော် friend ရဲ့ခါးထဲမှာ share ကြီးမရှိုးလာမှာ mushroom ကြီးတွေအကြီးတွေနော် good try နေရောအဲ့ဒါရောင်းရင်တော်တော်ရမှာ okay ကျွန်တော်ကတော့အများဆုံး1000ကျော်အထိပဲရဖို့သေးတယ်သူဆိုရင်တော့ပတ်စံ1 million ကျော်နေပြီချင်တယ် okay ဒါပေမဲ့1 million ပြည့်ဖို့ကလည်းမလွယ်တော့ဘူး okay ဒီမှာကျွန်တော်ရဲ့ဘန်ဘူးကတော့ကျွန်တော်ရိတ်ပလိုက်ပြီအောင် 11.50 kg တောင်မှ let's go okay ရောင်းမယ်ဟဲ့ကဲဘန်ဘူးတစ်ခုလည်းရောင်းတာ6000 oh my god let's go okay ဒီတိုမာတိုတွေပါရောင်းလိုက်မယ်အိုး9000ကျော်သွားပြီ let's go 9000ကျော်နဲ့ပါရမလဲ please 9000ကျော်နဲ့ဆိုရင်တော့ဘန်ဘူးတွေပဲရှိတယ်ငါဘန်ဘူးတွေပဲအများကြီးဝယ်သွားလိုက်မလားဘန်ဘူး8ခု okay ပတ်စံ1000မကြက်မှာတော့တယ်ကဲအဲ့တော့ကျွန်တော်ဘန်ဘူး8ခု store short restore okay ကဲမှာဘန်ဘူးတွေစိုက် let's go okay ကျွန်တော်ဘန်ဘူး10ပင်တောင်ရှိရဲ့ကဲဘန်ဘူးကတော့ဒါပေမဲ့တစ်ခါသုံးမယ်เนาะကျွန်တော်တစ်ခေါက်ရိုက်ပြီဆိုအပြီးပဲ okay ကဲဒါပေမဲ့တိုမာတိုတွေရိုက်ပြီးတော့ကျွန်တော်တို့ short မှာသွားရောင်းပါမယ်မဟုတ်ပါဘူး sorry ရောင်းတဲ့နေရာမှာသွားရောင်းမယ်လို့ပြောတာ okay 1900ကျော်ဆိုတော့မစိုးပါဘူးတိုမာတိုတွေနဲ့ပဲ1900ဒီထဲမှာ pap တင်မပါဘူးလား pap တင်ငါ pap တင်လို့ကျတာ pap ကိုလေဟိုလိုမျိုးအနောက်လိုက်တဲ့ pap မဟုတ်ဘဲနဲ့ garden ထဲမှာထားလို့ရမယ် pap တွေမရှိဘူးထင်တယ် great garden အဲ့လိုမျိုး great garden ကွာအဲ့လိုမျိုးလူစော့နေသွားတယ်ဆိုတာအဲ့ pap တွေရောက်ပါတယ်လူတွေကအစေးတွေကိုစိတ်ဝင်စားပဲနဲ့ pap တွေပဲစိတ်ဝင်စားကြတော့တာပေါ့နော်ပြီးကြတော့သူတို့ကပတ်စံတွေပို့ပြီးတော့များလာတယ်ပတ်စံတွေတတိဖြစ်သွားတော့မစော့ကျင်ကြတော့ဘူးအဲ့လိုမျိုးအဲ့ဒါကြောင့်ဂျန်တဲ့ဒီ game ထဲမှာပတ်မထားတော့ဖြစ်တယ်အဲ့ပတ်မထားတော့ဖြစ်မယ်နေပေါင်းဒီ game ကဂျန်တဲ့ထွင်လာလားဒါမှမဟုတ်ဘူးထွင်လာလဲကျွန်တော်လည်းသိချင်တော့မသိဘူးကျွန်တော်ထင်တာတော့ဂျန်တဲ့ထွင်တာ okay ကဲဒီမှာ
sale price တဲ့ okay ကဲအိုးမဘန်ဘူးတွေ store နေရနော်ဒါနဲ့ကျွန်တော်ပတ်စံ18000ဖြစ်သွားပြီ18000ဆိုတော့ကျွန်တော်တော်တော်လေးတော့များနေပြီပေါ့နော် okay ကျွန်တော်ခုနကဘန်ဘူး heavy တွေကိုကျွန်တော်ရောင်းလိုက်တာဘန်ဘူး8000ရောင်းလိုက်တာ18000တော့ရတယ် let's go ကဲအခုကတော့တိုမာတိုတွေအဲ့တိုမာတိုတွေသွားရောင်းမယ်ပေါ့နော်တိုမာတိုတွေသွားရောင်းပါမယ်ခင်ဗျာတိုမာတိုတွေ okay ကဲဒါကတော့ကျွန်တော်တို့ဟာမာရှာရဲ့ garden ပေါ့နော်မာရှာရဲ့ garden မှာတော့ဒီမှာတိုမာတိုပင်အရှိကြီးပဲကျွန်တော်တက်ကြပါမယ်ပြုတ်ကြနေဟေး okay ကဲဒီမှာဟဲ့2000ခွဲအော်ဒါဒီ pub လေးတွေကဒီလိုမျိုး spawn မှာဝယ်လို့ရတာဒီ shop နာမှာအဲ့ pub လေးတွေ spawn မှာပေါ့နော် spawn လို့ရှိရင်အဲ့ pub လေးတွေဝယ်လို့ရှိရင်သူတို့ကကျွန်တော်တို့ရဲ့အနောက်လိုက်မှာထင်တယ်ဟုတ်တယ်2000ခွဲတယ်ခုနကဈေးကွက်က2000ခွဲတယ်ငါဈေးကွက်လို့ချင်တယ်ကျွန်တော်ငယ်ချင်းမာရှာစီမှာတော့ငါတကောင်ရနေပြီလားမသိဘူးသူ့နောက်မှာလိုက်နေတဲ့အကောင်လေးတွေ့လိုက်တယ် okay နေုံငါမှ19000မှရှိတယ်လောက်ပါအောင်ပန်းသေးပြုတ်ကြတယ်ပန်းသေးတွေရောင်းကျွန်တော်စီးကွာပတ်ပလေးလို့ကျင်တယ်အဲ့ပတ်ပလေးကျွန်တော်ကြိုက်တယ် okay လောပန်းသေးတွေရောင်းမယ်ဟေး okay ပန်းသေးတွေရောင်းမတလုံးဘယ်လိုခူးရမလဲပြုတ်ကြတယ် okay ဒီမှာခူး okay ပန်းသေးနှလုံးရပြီတော့ရောက်မယ်ပန်းသေးနှလုံးရပြီတော့ရောက်မယ် okay ပန်းသေးနှလုံးသွားရောက်မယ် let's go ပန်းသေးနှလုံး okay ပန်းသေးနှလုံးရောင်းဘယ်လောက်ရမလဲ okay ရပြီတော့ဝယ်မယ် let's go စီကွက် okay စီကွက်ဟဲ့ငါပန်းသေးမရောင်းရသေးဘူးငါမပန်းသေးမရောင်းရသေးတာချီငါလည်းပါလေငါလည်းကြောင်နောင်နေဖြစ်နေခုနကကျွန်တော်ပန်းသေးရောင်းပြီးပြီထင်လို့ဈေးကွက်ကိုကောင်းလေးသွားဝယ်နေတာ2000နဲ့မရိုင်းတာကွာကျွန်တော်ငယ်ချင်းမာရှာစီမှာတော့မဖား2ကောင်တောင်ရနေပြီဖားဘယ်လောက်လဲမသိဘူးကျွန်တော်ကတော့ဈေးကွက်ပဲလုပ်ချင်တယ် okay နေ wait a minute okay နေတိုမာတိုတွေsorry တိုမာတိုတွေနောက်ပြန်သွားရမယ်လောက်ပါနောက်ထပ်9000လေးပဲလို့တာ please gender I need my mom's kind of home okay ဟာရ green ဟဲ့ဒီမှာဘာလဲမသိဘူးဟာရအစိလား what the hell ဟဲ့အစိရပါလားဒီအစိရဘလောက်ရှိလဲဒီအစိရမရှုံးထမြင့်နေဟာနေုံကြီးတော့ဆိုင်မယ်ဒီအစိတော့ဆိုင်မယ်ဟေးအစိတော့ဆိုင်မယ်ကောက်ရတာဟာနော်ဆိုင်မရချီငါလဲအဲ့လောက်တုံးရတာဒါအစိမဟုတ်ဘူးဟွာကြီးအပင်ရရတဲ့တတိလေးလားမသိဘူးဒီမှာ 0.55 kg ဆိုတော့အတီးလေးဖြစ်မယ်အစိမဟုတ်ဘူးကျွန်တော်ကလည်းအဲ့လောက်အားလား okay ရောင်းလိုက်ဟာနည်းနည်းပဲရတယ်ကွာ2000ခွဲလို့တာလေကွာ2000ပဲရှိတယ်လုံးကြအောင်ဟေး2000ခွဲလို့တာဟာလုံးကြအောင်ဟေး2000ခွဲလို့တာဟာ2000ခွဲ okay ကဲ 3.31 kg တန်ပန်းသီးလေးရောင်းလိုက်မယ်ဗျာဘယ်လောက်ရမလဲ okay okay နေသူကျွန်တော် mushroom let's go သူကျွန်တော် mushroom ပေးတာဟာ okay ဘယ်လောက်ရပါမလဲကဲဒါကြီးရောင်းကြည့်အောင်မယ် 9.15 kg တောင်မှ mushroom အကြီးစား nutrition ပါလားမသိဘူးခရမ်းရောင်းနေဖြစ်နေ mushroom ရဘယ်လောက်ရမလဲကျွန်တော်ငယ်ချင်းပေးတာ what the hell 4,900 oh my god 4,900တောင်မှဟေး what the hell okay ဒီမှာဈေးကွက်ဝယ်မယ်ဈေးကွက်ငါ့ကိုချစ်သွားပြီတဲ့okay သူဘယ်သွားနာလဲသူကျွန်တော်ဂါးထဲကိုသွားနေတာသူကဂါးထဲမှာနေမှာလားမဟုတ်ပါဘူးကျွန်တော်ငယ်ချင်းနေဆိုသူတို့နောက်လိုက်တာနော်ဂါးထဲမှာမနေကြအောင်ကျွန်တော်ကတော့ဂါးထဲမှာပဲနေစေချင်တာဒီမှာကျွန်တော်လက်ထဲရောက်လာပြီဂါးထဲမှာသွားထားမယ်ဟမ်ညထားမရဘူးသူက garden ထဲမှာထားလို့မရဘူး great garden ထဲရလို့မဟုတ်ဘူးကွာဒီ great garden 2မှာသူကကျွန်တော်တို့အနောက်ပဲလိုက်မှာ garden ထဲမှာထားလို့မရအောင်ကျွန်တော်က garden ထဲမှာထားချင်တာကို garden လေးလောက်အောင် okay let's go ကျွန်တော်ပတ်စံ2000တောင်ပို့သေးတယ် okay ပြီးသွားလဲကျွန်တော်တကယ်ကြီးတော့ကျေးဇူးအများကြီးတင်တယ် okay ကျွန်တော်4000တောင်ကျော်သွားတယ်ပေါ့နော်ကျွန်တော်အခုဘန်ဘူးလေးဝယ်လိုက်မယ်1400တောင်မကျွန်တော်လေကျွန်တော် pub နဲ့ဘန်ဘူးဝယ်လိုက်ကြ4000ကျော်နေ1000ကျော်ပဲကျွန်တော်လေကဲဘန်ဘူး17ပင်ကဲဘန်ဘူး17ပင်စိုက်ကြမယ်
let's go ဘန်ဘူးဆက်တပင် let's go bamboo ဆက်တပင်စိုက်ကြမယ် bamboo ဆက်တပင်စိုက်ကြမယ် okay ဘန်ဘူးဆက်တပင်ကဲအနေရောခဏကဲအခုကျွန်တော်ရဲ့ဟွာတိုမာတိုလေးတွေရောင်းလိုက်မယ်1400ကျော်ပဲဘယ်လောက်မှလည်းမရဘူးကွာ okay အိုးမဘန်ဘူးတွေကြီးလာပြီဘန်ဘူးတွေနည်းနည်းကြီးလာပြီ okay ဘန်ဘူးတွေနည်းနည်းတော့ကြီးလာပြီဟဲ့ဘန်ဘူးတွေနည်းနည်းတော့ကြီးလာပြီဟဲ့ကဲနှုတ်ပြီးရင်သွားရောင်းကြမယ် let's go တော်တော်များများတော့ 3kg ကျော် 6kg ကျော် 7kg ကျော်ကွာ 7.91kg တောင်ဟိုဘက်တစ်ခုဆို2800ရပါတယ်ခင်ဗျာ2800 okay 2800ကဲokay ကျွန်တော်2800ကျော်တောင်ရပါတယ် okay ကဲနေအောင် sea shot ကခဏနေ restore တော့မယ် sea shot က okay ကဲနောက်ထပ်40စက္ကန့်နေ restore တော့မှာနော် okay ကဲဒီမှာကျွန်တော်ပန်းသီးလေးတွေနှုတ်လိုက်ပါဦးမယ်ကျွန်တော်ပန်းသီးလေးတွေနှုတ်ပြီးတော့သွားရောက်မယ်ပေါ့နော် okay ပန်းသီး3လုံးရပါတယ်ဟိုခုနကတစ်လုံးကပန်းသီးစိမ့်လားမသိဘူးငါမြင်လိုက်တယ်လို့ပဲ okay အဲ့အနောက်မှာဖားကွာဖား1000ဝယ်လိုက်ရင်ကောင်းမလားမသိဘူး1000ပဲဆိုတော့ဒါပေမဲ့ sea shop ကလည်း store တော့မှာဆိုတော့ပတ်စံကုန်သွားလို့ရှိရင် sea shop မှာအကောင်းစားတဲ့ store တွေမဝယ်နိုင်မဲနေမယ်5 4 3 2 1 let's go shop restore let's go okay banana seed store နေတယ် banana seed store နေတယ် up it banana seed up it 3000နဲ့ကျွန်တော်မှ2000ခွဲပဲရှိတယ်2000မဟုတ်ပါဘူး sorry 2000ခွဲမဟုတ်2009လောက်ပဲရှိတယ်1000ပဲလို့တော့ရောင်းအမြန်ရောင်း banana seed တယ် banana seed တယ်ဟဲ့အောင်လေbanana seed store နေတာbanana seed store နေတာ2900ပဲရှိတယ်900လေးလိုနေတယ်လောက်ပါပန်းသီးလေးတွေတိုမာတိုလေးတွေပတ်စံလေးအားရောင် okay နေအောင်ဈေးကောင်းရပါစေတိုမာတိုလေးတွေပန်းသီးလေးတွေ please ငါလိုချင်လို့ please up it banana seed တွေကွာ okay ငါတငယ်ချင်းကတော့ရသွားပြီလားမသိဘူးokay let's go please ရပါစေတိုမာတိုတွေကုန်တော့ဟေးတိုမာတိုတွေအကုန်နှုတ်တိုမာတိုတွေအကုန်နှုတ် okay ပန်းသီးတွေပါနှုတ်ပန်းသီးတွေလည်းနှုတ်တိုမာတိုတွေနှုတ်ပန်းသီးတွေနှုတ် okay နေအောင်လောပန်းသီးတွေနှုတ်ပါ okay ရောင်းဟဲ့အောင်900တဲ့300လေးလုံးနေတယ်ကွာ300ဟုတ်တယ် banana seed ကြံသေးတယ်အော်ဒါလူရမှာမဟုတ်ဘူးလေကျွန်တော်တို့အချိန်အတွင်းဝယ်ရမှာ3မိနစ်တောင်အချိန်ကြံသေးတယ်ဆိုတော့ရလောက်မှာပါ300လေးကြံတယ်အပယ်လေးတွေခူဘာစားလဲနေပေါ်တာလည်းမသိဘူးတိုမာတိုတွေခူမြန်ရောင်းအောင်မယ်Okay, 3000ရပါစေ3,000 please let's go 3000 let's go ကျွန်တော်ဖားမဝယ်ခဲ့ဘူးမပြောဘူးလားဖားဝင်ပတ်စံကောင်မဒီ banana ဆေးရမှာမဟုတ်ဘူး let's go ဒီမှာ3000နဲ့ banana ဆေး up it okay ကြီးဖို့ကတော့ကြာမယ်တဲ့ let's go ကျွန်တော်လက်လွတ်ရဆဲပါဦးဒါဘာကြီးလဲအခွန်လားဘာကြီးလဲဘာစိလဲ9သိန်းနဲ့ဟဲ့အောင်ဒါ legendary စိကွာဟိုနီကိုကတော့ဝယ်လိုက်ပြီထင်တယ်9သိန်းနဲ့အကောင်းစားကြီး store နေတာငါတော့အဲ့ဒါတွေမဝယ်နိုင်ဘူးဟဲ့3000နဲ့ပဲဝယ်နိုင်တယ် oh my god yeah okay အဲ့တော့ဒီနေ့ video လေးကျွန်တော်ပါပဲ video လေးကြံလိုက်လို့ကြပါ channel လေးကို subscribe လုပ်ပြီး subscribe လုပ်ကြပါကျွန်တော်ဒီနေ့ဆော့ပြခဲ့တာကတော့ Great Garden ရဲ့ number 2 version ပဲဖြစ်ပါတယ်ဒီ game ရဲ့ update တွေ admin abuse တွေလာရင်ကျွန်တော်ဆော့ပြပါမယ်yeah အဲ့တော့ကျွန်တော်ရဲ့ fan တွေလည်းဒီ game ကိုကြိုက်ကြလားကျွန်တော်ကတော့ share ကြိုက်ပါတယ် Great Garden လို့မျိုး share ကြိုက်ပါတယ် yeah အဲ့တော့ bye bye